ပကံခိကမင်းတရားတစ်ပါးအုပ်ချုပ်စဉ်ကာလကားပေါ့ဗျာအေယာရီမြစ်ကြီးကလည်းမင်းနဲ့ပြင်တောက်ပြောင်ပြီးတော့မြို့ရွာတွေဟာဖျားစီတွေနဲ့ပြည့်နှက်ပြီးလှပနေတာပေါ့ဒါပေမဲ့အပြင်ကကြည့်ရင်လှတာဗျအတွင်းမှာတော့လူစိတ်တွေအကွဲချောင်းနေနေပေါ့ဗျာအကြောင်းရင်းကနေမြေတစ်ခုချင်းစီအလုတ်ကိုင်တစ်ခုချင်းစီကို့အဖွဲ့အစည်းတစ်ဖွဲ့ချင်းစီကို့အကျိုးကိုပဲကြည်လာကြတာကြောင့်ငါရွာပဲကောင်းရင်တော်ပြီငါအလုတ်ပဲအကျိုးရှိရင်ရပြီဆိုတဲ့စိတ်တွေမတိမတာတိုးပွားလာတာဗျဒါကိုစိတ်ပညာအရာပြောရရင်တော့ဒါကိုအုပ်စုလိုက်ခွဲခြားတဲ့နီးလို့ခေါ်တယ်ကိုအုပ်စုကိုချစ်လေလေအခြားအုပ်စုကိုမမြင်မိလေလေဖြစ်လာတတ်တယ်အဲ့ဒီခေတ်မှာဒုက္ခမောင်လို့ခေါ်တဲ့လူငယ်တယောက်ရှိတယ်တဲ့ဗျာသူကစစ်သားလည်းမဟုတ်အရာရှိလည်းမဟုတ်သူလုံတတ်တာဆိုလို့စာရေးတာပဲရှိတယ်ဗျဒါပေမဲ့သူ့အလေးချင်းထူးတယ်ဗျာသူကလူတွေစကားပြောပုံကိုနားထောင်တတ်တယ်ဖះအောက်မှာလယ်သမားတွေညင်းခုန်တာကိုနားထောင်တယ်ဈေးမှာလက်မှုသမားတွေအပြစ်တင်တာကိုနားထောင်တယ်သူ့သဘောပေါက်လာတာကလူတွေမညီညွတ်တာကအမုန်းကြောင့်မဟုတ်ဘူးတယောက်နဲ့တယောက်မကြားနိုင်လို့ပဲတဲ့ဒါဟာစိတ်ပညာထဲကဆိုရင် empathy gap လို့ခေါ်တယ်တယောက်ရဲ့နာကျင်မှုကိုတခြားတယောက်ကမခံစားနိုင်တော့တဲ့အခါစီလုံးမှုပြက်ပြားတတ်တယ်ဒါကိုချင်းစာတရားပျောက်ဆုံးတဲ့နေ့လို့ခေါ်တယ်တနေ့မှာပကံမြို့အနီးကဇေဒီတစုပြိုကျပါလီရောဗျာလူတွေကအားလုံးစိတ်မကောင်းကြဘူးဒါပေမဲ့ဘသူမှလည်းမပြုတ်ပြင်ကြဘူးငါလုံးမဟုတ်ဘူးပေါ့ဗျာတခြားရွာတဲ့ကိစ္စတခြားအဖွဲ့အစည်းရဲ့အလုပ်လို့ပဲပြောကြတယ်ဒုက္ခမောင်ကအဖိုးအိုတယောက်နဲ့တွေ့တယ်အဲ့တော့အဖိုးအိုကဘာပြောလဲဆိုတော့ငါမြည်ဒုက္ခမောင်ဇေဒီပြိုတာထက်လူတွေရဲ့စိတ်ပြိုတာကပိုကြောက်ဖို့ကောင်းတယ်တဲ့အဲ့ဒီစကားကဒုက္ခမောင်ရဲ့စိတ်ကိုတုန်လှုပ်စေတယ်ဗျာသူကစတင်လှုပ်လိုက်တာတော့အံ့အားသင့်စရာပဲဗျာမင်းတရားကြီးစီလည်းမသွားတော့ဘူးအမိန်လည်းမတောင်းတော့ဘူးသူလှုပ်လိုက်တာကဇက်လန်းပြောပြခြင်းညတိုင်းဇေဒီအောက်မှာပုံမြင်လေးတွေပြောတယ်ပုံမြင်ထဲမှာလယ်သမားတွေပါတယ်လက်မှုသမားတွေပါတယ်ရေတကွန်နားကကလေးတွေတောင်ပါသည်လူတွေကကိုဇက်ကောင်ထဲမှာတွေ့လာကြတဲ့အခါဒါကိုစိတ်သဘောအရာကိုဇက်လန်းတစ်ခုရဲ့အစိတ်ပိုင်းဖြစ်မြင်လာတဲ့အခါတခြားသူနဲ့ဆက်မိလာတတ်တယ်ဒီတော့တဖြည်းဖြည်းနဲ့လူတွေကဇေဒီကိုအလိုလိုစုပေါင်းပြီးပြုတ်ပြင်လာကြတယ်ဗျဘသူကအမိန်ပေးလဲဘသူမှအမိန်ပေးဘူးဘာကြောင့်လုပ်လဲငါတို့ရဲ့ပခုံးပေါ်ကျလာတဲ့တာဝန်လို့ငါတို့ကိုယ်တိုင်ခံစားရလို့ပဲဒါကိုစိတ်သဘောအရပြောရရင်အဓိပ္ပာယ်ကိုမျှဝေခြင်းလို့ခေါ်တယ်ဗျာအဓိပ္ပာယ်ကိုမျှဝေမိတဲ့အခါစီလုံးမှုပေါ်လာတတ်တယ်တနေ့မှာပေါ့ဗျာမင်းတရားကြီးကဒုက္ခမောင်ကိုခေါ်တယ်
မင်းစစ်တပ်မရှိပဲလူတွေကိုဘလို့စီးယုံလဲကွာဒီလိုမေးတယ်ဒုက္ခမောင်ကတော့ဖြည်းဖြည်းပဲပြန်ဖြေလိုက်တယ်အစ်စေးပေါ့ဗျာအမိန်နဲ့စီးလုံးတာမခိုင်ပါဘူးအတိတ်ပဲနဲ့စီးလုံးတာခိုင်ပါတယ်မင်းတရားကြီးလည်းတိတ်သွားတယ်အချိန်ကြာလာတော့ပကံမီမှာပြိုကွဲမှုကနည်းမသွားဘူးဗျအန်ယူဂျီနဲ့ဘိုးနဂါးလို့ပေါ့ဗျာဒါပေမဲ့နားထောင်နေတဲ့ပြည်သူလူထုကတော့ပိုများလာတယ်အမြင်မတူရင်ရန်ဖြစ်မဲ့အစားနားထောင်ကြည့်ရအောင်လို့ပြောလာကြတယ်ဒါဟာအမြင်ပြောင်းနိုင်တဲ့စိတ်လူအဖွဲ့အစည်းကိုပို့ပြီးတော့တန်မာစေတယ်ဗျဒီနေ့ဒုက္ခမောင်ကိုလူငယ်တယောက်ကမေးတယ်အကိုကြီးတဲ့လူတွေကိုစီးလုံးစေဖို့အရေးကြီးဆုံးကဘာလဲတဲ့ဒုက္ခမောင်ကတော့တွန်းစီစီနဲ့ပြန်ဖြေတယ်ပေါ့ဗျာကိုစကားပြောချင်တာချော့ပြီးတခြားလူပြောတဲ့စကားကိုနားထောင်နိုင်စွမ်းရှိတာဟာတော်လန်ရေးတဝက်အောင်မြင်ပြီးသားပဲတဲ့ပြီးတော့ထပ်ပြောသေးတယ်ဗျလူတိုင်းអော်နေတဲ့နေရာမှာတိတ်တိတ်လေးနားထောင်နိုင်တဲ့သူကအမြဲတမ်းအနိုင်ရတတ်တယ်တဲ့လူငယ်ကဗျာခဏစဉ်းစားတယ်ပြီးတော့ပြုံးစီစီနဲ့ပြန်ပြောတယ်ဒါဆိုရင်ကျွန်တော်တို့နိုင်ငံကိုကယ်တင်ဖို့နားထောင်နိုင်စွမ်းရှိတဲ့သူတွေကိုဝင်ကြီးခန့်ရမယ်ထင်တယ်နော်ဒီတော့နားထောင်နေတဲ့မိဘပြည်သူပေါင်းဒုက္ခမောင်တို့ကျွန်တော်ပါဝင်ရေလိုက်ကြစေတတိပေါ့ဗျာအဲ့ဒီရေတန်ကဇေဒီအောက်မှာအလင်းလိုပြန့်သွားတယ်ဒီပုံမြင်ရဲ့အနှစ်ချုပ်ကတော့တော်လန်ရေးဆိုတာအော်တန်တယ်မကဘူးနားထောင်နိုင်တဲ့စိတ်ကလည်းစတယ်စီလုံးညီညွတ်မှုဆိုတာတူညီခြင်းမဟုတ်ဘူးမတူညီတာကိုပါအတူထမ်းဆောင်နိုင်ခြင်းပါနားထောင်ပေးတဲ့မိဘပြည်သူအားလုံးကျေးဇူးအထူးတင်ပါတယ်ဗျာ